ကျွန်တော်တို့ဒါလေးကတော့ body weight ချိန်တာဖြစ်ပါတယ် body weight ချိန်တာဖြစ်ပါတယ်ဒီ body weight ချိန်ကတော့ကျွန်တော်တို့ဘားတက်ပြန်ပြောင်းနေတာဖြစ်ပါတယ်နော် body weight ပြန်ပြောင်းလို့ကျွန်တော်ဒါလေးဂိုင်းနယ်လေးလဲအောင်ဖြစ်ပါတယ်ဂိုင်းနယ်လေးကိုကျွန်တော်ဒီဂိုင်းနယ်လေးနဲ့ပြောင်းအောင်မှာဖြစ်ပါတယ်နော်ဒီဂိုင်းနယ်လေးပြောင်းအောင်ဖြစ်ပါတယ်ဒီဂိုင်းနယ်လေးနဲ့ဒီဂိုင်းနယ်လေးပြောင်းပါပါတော့ဒီမှာဂိုင်းနယ်လေးဝိုင်းဆိုတော့ဗျာဂိုင်းနယ်လေးဝိုင်းဆိုတော့ဒီမှာဒီဘက်ကဆက်တင်ကိုကျွန်တော်ပြောင်းမှဖြစ်ပါတယ်ဆက်တင်ကိုပြောင်းမှဖြစ်တယ်ဆိုတော့ကျွန်တော်ကဆက်တင်မှာတော့ဆက်တင်ကိုပြောင်းမှဆိုတော့ကျွန်တော်တို့ဒီအားဆိုလို့ရှိရင်ကျွန်တော်က body shape ကိုချိန်ထားပါဗျာအဲ့တော့ကျွန်တော်ကဘာတော့ပြပြောင်းအောင်ဖြစ်ပါတယ်အဲ့ဒါပြောင်းမယ်ဆိုလို့ရှိရင်အဲ့ဝင်ဒါ45လောက်ထားလို့ဗျာကျွန်တော်တို့ဟောနံပါတ်2ပြန်ပြောင်းနံပါတ်2ဒါကကျွန်တော်တို့1နဲ့မှဖြစ်မှာဆိုတော့နော်ဆိုလို့ရှိရင်ဒါဆိုရင်1နဲ့ရောက်ပါပြီဗျာအားရဆိုရင်ဒါအားရဖြစ်ပါတယ်ခုနကကျွန်တော်ဗားတဲ့ကျောင်းလာဆက်လေးပါဗျာနော်အဲ့ဒါကိုကျွန်တော်အဲ့လွတ်လာမလို့လာကြည့်နေပါဒါဆိုလို့ရှိရင်ကအဲ့နဲ့တိတ်မလွတ်ခင်အဲ့တော့မလွတ်ဒီဘီကိုနောက်ဆုံးမရအောင်ဘီကိုနောက်ဆုံးမယ်ဆိုတော့ဒီ fighting နဲ့လေးနဲ့နောက်ဆုံးမှာတော့ fighting နဲ့လေးနဲ့ဒီမှာတော့နောက်ဆုံးရအပေါက်တက်ကြလားမကြလားကြည့်မယ်နော်အပေါက်တက်ဒီလိုလေဆန္ဒကြရဲဆိုလို့ရှိရင်တော့အဲ့နဲ့လေးကိုကြက်မှာဆိုဒါဆိုအလဲဆန္ဒကြပါလေဆိုတော့ကျွန်တော်ရပြီဆက်လောက်ရိုက်ကြည့်ကျွန်တော်ရတော့ဗောနော်ဒါဆိုကျွန်တော်ဒီမှာပတန်ကဘာမှမရှိသေးရပတန်2ကိုသွားကြည့်မယ်ပတန်2ကလည်းဓာတ်ကြီးဖြစ်နေပတန်2ကိုလည်းဘာတက်ပြန်ကြအောင်ဖြစ်ပါတယ်တော့ဆိုလို့ရတယ်လေးဝင်ပါဟောပါရဒီကတော့site 2နဲ့ထုတ်တာဆို site 2တောင်းဗျာနောက်တော့နံပါတ်2မှမရှိတော့နံပါတ်1ဖြစ်တယ်ဒါဆို2ဖြစ်ပါရဲ့ပြီးလဲဒါဖြစ်နေတယ်ပြီးကိုလည်းကျွန်တော်ပြန်ပြင်းအောင်ဖြစ်ပါတယ်ပြင်းမယ်ဆိုရင်site 2 hit ပါမယ် site 2ဟုတ်ပြီတော့ဒီဖြစ်ပါရဲ့ဒီဆိုဒီလေးရရရမ်းလေးရရဒီလေးရရဒီလေးရရပိုးကြံနေရပိုးတော့မသိဘူးတော့1နဲ့3နဲ့ပဲဖြစ်ပါတယ်